မင်္ဂလာပါကျွန်တော်ဒီ Outlook Mail account ကိုမဖွင့်တတ်သေးတဲ့သူတွေကိုဒီမှာဘယ်လိုဖွင့်ရမလဲဆိုတာပြပြီးမှဖြစ်ပါတယ် browser တစ်ခုခုသွားပြီးတော့ဒီမှာ Outlook Mail login လို့ရိုက်ထည့်ပြီးတော့ enter နှိပ်လိုက်ပါပြီးတော့ဒီအပေါ်ဆုံးကဒီ Outlook login Microsoft 365ဆိုတဲ့ဒီ link လေးကိုနှိပ်ပြီးတော့ဝင်လိုက်ပါမယ်ဒါဆိုတော့ဒီ Microsoft Outlook ရဲ့ website တွေကိုရောက်သွားမယ်ဒီမှာကျွန်တော်တို့ကဒီ account လုပ်မှာဖြစ်တဲ့အတွက် create a free account ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဒါဆိုတော့ဒီစာမျက်နှာလေးတက်လာမယ်ကျွန်တော်တို့ကဒီအနောက်မှာ outlook.com နဲ့လိုချင်လဲရတယ်ဒါမှမဟုတ်ဒီ hotmail.com နဲ့လိုချင်လဲရတယ်ကိုလိုချင်တဲ့ဒီ domain နဲ့ကျွန်တော်တို့ရွေးလို့ရပါတယ်ပြီးတော့ဒီအရှိမတော့ကျွန်တော်တို့ကနာမည်ဖြစ်ပါတယ်ကိုလိုချင်တဲ့နာမည်လေးကိုဒီညမှာရိုက်ထည့်ပေးရပါမယ်ပြီးတော့ဒီမှာ next ကိုနှိပ်လိုက်ပါတကယ်လို့ဒီနာမည်ကနာမည်တူရှိပြီးသားဆိုတော့ကျွန်တော်တို့ကတခြားနာမည်ကိုပြောင်းပေးရမှာဖြစ်ပါတယ်ဒီမှာဆိုရင်နာမည်တူရှိပြီးသားဖြစ်တဲ့အတွက်သူကဒီမှာအနီရောင်လေးနဲ့ပြပြီးတယ်ကျွန်တော်တို့ကတခြားနာမည်တစ်ခုကိုကျွန်တော်တို့ကပြောင်းပေးရမှာဖြစ်ပါတယ်ပြီးတော့ဒီမှာ next ကိုဆက်ပြီးတော့နှိပ်လိုက်မယ်ရသွားပြီဆိုတော့ကျွန်တော်တို့ကဒီမှာဒီ password ကိုကျွန်တော်တို့ပေးလိုက်ပါမယ်password ပေးပြီးသွားပြီဆိုတော့ဒီမှာ next ကိုနှိပ်ပြီးတော့ရှေ့ဆက်သွားလိုက်မယ်ဒီမှာတော့ကျွန်တော်တို့ကကိုယ့်ရဲ့ဒီ region တွေ birthday တွေကျွန်တော်တို့ကထည့်ပေးရမယ်ပြီးတော့ဒီမှာ next ကိုနှိပ်ပြီးတော့ရှေ့ဆက်သွားလိုက်ပါမယ်ဒီမှာကျွန်တော်ဒီ first name last name ကျွန်တော်တို့ပေးရပါမယ်ပြီးဒီမှာ next ကိုဆက်ပြီးတော့နှိပ်လိုက်ပါမယ်ဒီမှာတော့ကျွန်တော်တို့ကဒီ human ဖြစ်ကြောင်းကျွန်တော်တို့က approve လုပ်ပေးရမှာဖြစ်တယ်ဒါကြောင့်ဒီမှာ press and hold ဆိုတဲ့ဒီနေရာလေးကိုကျွန်တော်တို့ကဖိပြီးတော့နှိပ်ထားလိုက်ပါမယ်ဒါသူကဒီစုံသွားတဲ့အထိကျွန်တော်တို့ဖိထားလိုက်မယ်အမှန်ချစ်လေးပြထားတဲ့အထိပါဒီလိုမျိုးအမှန်ချစ်ပြပြီဆိုရင်ကျွန်တော်တို့ကလက်ကိုလွတ်လိုက်လို့ရပါပြီဒါဆိုတော့သူကဒီရှေ့ဆက်ပြီးတော့သွားမှာဖြစ်ပါတယ်ဒီမှာကျွန်တော်ဒီ let's protect your account မှာကျွန်တော်တို့ကဒီ mail တစ်ခုခုပေါ့နော်ကျွန်တော်တို့ဒီ recovery mail တစ်ခုခုကျွန်တော်ဒီမှာထည့်ပေးရမှာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်ကိုယ့်ရဲ့ဒီရှိပြီးသား Gmail တစ်ခုခုသွားပြီးတော့ထည့်ပေးလို့ရပါတယ်ပြီးဒီမှာ next ကိုနှိပ်လိုက်မယ်ဒါဆိုကျွန်တော်တို့ကဒီထည့်လိုက်တဲ့ Gmail တွေကိုဒါကုတ်ပို့မှာဖြစ်ပါတယ်အဲဒီကုတ်ကိုဒီမှာရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ထည့်ပြီးတော့ပြီဆိုတော့ဒီမှာ next ကိုနှိပ်ပြီးတော့ရှေ့ဆက်သွားလိုက်ပါမယ်ခဏဆောင်ပြီးဆိုတော့ကျွန်တော်တို့ကဒီမှာ Outlook Mail account ဖွင့်တာရသွားပြီပဲဖြစ်ပါတယ်ဒီ account နဲ့ကျွန်တော်တို့ကဒီ Outlook Mail သုံးလို့ရတယ်ပြီးတော့ OneDrive တွေလည်းကျွန်တော်သုံးလို့ရတယ်နောက်ပြီးတော့ဒီ Microsoft 365 license တွေဝယ်သုံးမယ်ဆိုရင်ဒီ account နဲ့ကျွန်တော်တို့ကဝယ်သုံးလို့ရမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်